outshines the golden crown. အားလုံးပဲမင်္ဂလာပါ Odette ရဲ့လျှို့ဝှက်ချက်လေးတွားရအောင်ဒါကတော့ scale 1ဖြစ်ပါတယ်ဒါကတော့ scale 2ဖြစ်ပါတယ်ဒါကတော့ LT ဖြစ်ပါတယ်အဲ့တော့ Odette မှာကျွန်တော်တို့ဒီ scale 1အောင်တုံးပြီးရင်ဒီအပေါ်ကကောင်ပေါ်လာတာဖြစ်ပါတယ်အဲ့ကောင်တော့ပျောက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်အောင် scale 1အောင်တုံးပြီးရတဲ့ enemy ကိုတိုက်ခိုက်တဲ့ခလုံးနှိပ်မယ်ဆိုရင်ခဏပျောက်နေတဲ့ကောင်ကအမှအလုပ်လုပ်တာဖြစ်ပါတယ်ဒီမှာသူကအဲ့လိုမျိုးလေး damage ပေးပါတယ် scale 1တုံးမှာပဲရလာတဲ့ဒီ scale လေးတိပြီဆိုရင် scale 1ကိုကြည့်ရအောင် scale 1ကို enemy ထိအောင်ပြစ်လိုက်မယ်ဆိုရင်တော့အနည်းငယ်နေတော့မှာဖြစ်ပါတယ် scale 2ကိုပြန်ကြည့်ရအောင် scale 2ကကျတော့ enemy ထိမိမယ်ဆိုရင် enemy ကချုပ်သွားမှာဖြစ်ပါတယ်ချုပ်နှောင်ခြင်းခံရမှာဖြစ်တယ်အဲ့တော့1ကနေတယ်2ကချုပ်တယ်အဲ့ teammate ကကျတော့ကျွန်တော်တို့တုံးလိုက်မယ်ဆိုရင်အရှိကိုခုန်ထွက်သွားမယ်ခုန်ထွက်သွားပြီးတော့ရင်ကနေမှာဖြစ်ပါတယ်အဲ့ဒီ range တွင်းမှာဆိုရင်နေလဲနေမယ် damage လည်းပေးတာခံရမယ်မှတ်ချက်ကိုက LT တုံးနေချိန်တိုက်ခိုက်ခံရမယ်ဆိုရင်တော့အဲ့ LT ကပြေတော့မှာဖြစ်ပါတယ်Don't tell anybody that I can't stop killing spree. Have you ever seen the dawn of splendor? Mega kill! You may laugh when I say this, but I want to decide my own destiny. I'm blind.